ရုပ်ထုကောင်းပေါ်ကတရဖူအချုံခုနှစ်ခုကပင်လယ်ခုနှစ်ခုတိုက်ကြီးခုနှစ်ခုကိုရည်ညွှန်းတာပါရုပ်ထုရဲ့ဘယ်ဘက်လက်မှာကင်ထားတဲ့စာအုပ်ကတော့ဥပဒေစာအုပ်ဖြစ်ပါတယ်အဲ့ပေါ်မှာလည်းအမေရိကန်နိုင်ငံစတင်ခဲ့တဲ့ရဆွဲဖြစ်တဲ့9လပိုင်း4ရက်နေ့1986ခုနှစ်ကိုရောမအခရာတွေနဲ့ရေးထားပါတယ်ရုပ်ထုအထည်ထဲမှာတော့ကျင်းနဲ့လှုပ်ထားတဲ့အချက်ပေါ်မှာအမေရိကန်စာရေးဆရာမဖြစ်တဲ့ Emma Lazarus ကအလှခံဖို့ကြပြရေးထားတာကိုတွေ့ရမှာပါအရင်ကဒုက္ခသည်တွေနယူးယောက်မြို့ကိုလာရင်ရုပ်ထုကိုအရင်မြင်ရပြီးသူ့ရဲ့လွတ်လပ်မှုအတိတ်ပဲကိုကြည့်ရင်ခွန်အားတွေရလာပါတယ်ရုပ်ထုကကမ္ဘာအမွေနဲ့စီးရင်ထဲမှာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်နှစ်130ကြာပြီးတာတောင်အမေရိကန်နဲ့ပြင်သစ်တို့ရဲ့ခင်မှုတက်တန်းကိုပြတဲ့လေဘာဒီရုပ်ထုကကျွန်းပေါ်မှာရာသီဥတုတန်မိုးတန်လေတံတွေကိုကြံ့ကြံ့ခံပြီးရှိနေပါတော့တယ်ရုပ်ထုကိုလာကြည့်ရခီးသွားတွေကတစ်နှစ်ကို45သိန်းလောက်လာကြည့်ကြပါတယ်ဒီလိုဗီဒီယိုမျိုးလေးကြာရင် Lanafine Channel ကို Like and Subscribe ပြီးလုပ်ဝပေးကြပါဦးသိချင်တာရှိရင်လည်း comment မှာမှန်ဝပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်